ယောက်ျားတဦးဟာသူ့ခြံထဲမှာအမဲလိုက်နေတော့မတော်တဆနဲ့တန်ပေါင်းဘီလီယံနဲ့ချီတဲ့ရေနံကိုတူးမိသွားတယ်။သူ့ရဲ့အံ့အားသင့်မှုကိုမစီမံနိုင်ခင်မှာပဲရေနံကုမ္ပဏီတစ်ခုကသူ့အိမ်တကားဝအထိလေယာဉ်တစ်စင်းကိုပြန်တန်းလာခဲ့တယ်။သူတို့ကခြံတစ်ခြံလုံးကိုဝယ်ဖို့အတွက်ဒေါ်လာတန်600ကိုကန့်လန့်ခဲ့ကြတယ်။ဒီတန်ကိုကြားတော့ယောက်ျားဟာလုံးဝမယုံနိုင်စရာဖြစ်ခဲ့တယ်။သူဟာအဝေးမှာအလုပ်လုပ်နေတဲ့သူ့သားကိုချက်ချင်းဖုန်းခေါ်ပြီးအိမ်ပြန်လာဖို့ပြောခဲ့တယ်။တားဖြစ်သူဟာသတင်းကြတော့အရန်စိတ်လှုပ်ရှားသွားပြီးရေချိုးကန်းတဲ့ကအဖွားကိုတက်တက်ဝင်တိုက်မိတဲ့ကံကောင်းစွာနဲ့ပဲဖွားဟာပြင်းထန်တဲ့ဒဏ်ရာမရခဲ့ပါဘူး။မကြခင်မှာပဲမိသားစုဟာရေနံကုမ္ပဏီကစီစဉ်ပေးထားတဲ့စိန်ခံဗီလာကိုပြောင်းရွှေ့ဖို့အတွက်သူတို့ရဲ့အထုပ်တွေကိုစတင်ထုတ်ပို့ခဲ့ကြတယ်။ဒါပေမဲ့အဖွားကတော့ဘလို့မှခြံကနေမထွက်ဖို့ညှင်းဆိုခဲ့တယ်။မင်းတို့ဘာပဲပြောငါ့ကိုဒီနေရာကနေခေါ်ထုတ်သွားဖို့မင်းတို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ငါဘယ်မှမသွားဘူးလို့သူမကပြောလိုက်တယ်။ခဏအကြာမှာတော့မိသားစုဟာသူတို့ရဲ့ကားနဲ့ခရီးစထွက်ခဲ့ကြတယ်။ဒါပေမဲ့ခြေလမ်းနေငယ်ပဲလက်ရသေးမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တယ်။ကျေးဇူးတင်စရာကတော့အဖွားကတန်မာလို့ဒဏ်ရာမရပဲအသက်ရှင်ခဲ့ပါတယ်။မြို့ထဲရောက်တာနဲ့သူတို့ဟာခီးသွားတယ်လို့ဖြည်းဖြည်းလေးမောင်းနှင်ခဲ့ကြပြီးအကြီးအကျယ်ရင်ကျိုးပိတ်ဆို့မှုကိုဖြစ်စေခဲ့တယ်။ဘေးကနေဖြတ်သွားတဲ့ရင်မောင်းတွေကဒေါသထွက်ပြီးသူတို့ရဲ့လက်ကလေးကိုထောင်ပြခဲ့ကြတယ်။မိသားစုကတော့ဒါဟာမြို့ပြလူတွေရဲ့နှုတ်ဆက်တဲ့နီလန်းလို့ထင်ပြီးယဉ်ကျေးမှုအရာသူတို့ကပြန်ပြီးလက်ပြနှုတ်ဆက်ခဲ့ကြတယ်။သူတို့မတိလိုက်ပဲဒီမြင်ကွင်းကိုဒေသခံလူဆိုးကိုင်းကောင်းဆောင်တဦးကမြင်တွေ့ခဲ့ရတယ်။သူဟာရိုင်းဆိုင်တဲ့အပြုမှုအတွက်ရင်မောင်းတွေကိုစူပူဖို့ပြင်နေတော့မိသားစုရဲ့စနစ်တကျပြုလုပ်လိုက်တဲ့နိုင်ငံတကာပေါ်ရွေးရေးအမှုအရာကိုမြင်လိုက်ရတဲ့အခါဒေါသထွက်နေတဲ့ကိုင်းကောင်းဆောင်ဟာသူ့ရဲ့တနက်ကိုထုတ်ပြီးသူတို့ကိုပြစ်မှတ်ချင်လိုက်တယ်